Hello အားလုံးပဲမင်္ဂလာပါ weekend ဝေရနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စိုးမှာရှိတဲ့မန်းဝင်ရှိချမ်းမန်းဝင်ဈေးကိုသွားပြီးတော့မုတ်တဆာမှာဖြစ်ပါတယ်အဲ့ဈေးမှာဘာတွေရှိမလဲဘလို့ရတာရှိတယ်စားစားတွေရှိမလဲဆိုတော့ကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ပါအောင်ခင်ဗျာဘူရာကနေပြီးတော့ဈေးကိုသွားတယ်လမ်းတစ်လျှောက်ကဘယ်လိုစိုင်နေအများကြီးပဲစတော်ဘယ်ရီတစ်ဖောက်3000 4ဖက်1000ဒီဘက်နေနေကြီးရဒီကောင်ကဒီဘက်1ကီလိုရှိ1ကီလို1000ဖျဲတီ1300ပြောသည်တက်ခိုင်က2000ပြည့်သည်လည်းရှိပြည့်သည်နှလုံး1000တစ်လုံး900ပန်းတီလေးလုံး1000လိမ္မော်တီခုနှလုံး1000ရောစဲကြောင့်အရင်ဈေးထဲကိုရင်သွားလိုက်မယ်ဈေးထဲကိုတောင်းမှာဖြစ်ပါတယ်ဒီကအသီးဆိုင်ဟင်းတီဟင်းရွက်ဒီမှာဘလူးပဲကြီး4000မင်းကုတ်တီလည်းရှိမင်းကုတ်တီ6000ကျုပ်ဖြူဥလေခုမှနှုတ်လားတော်များတယ်ဝါဈေးရောက်ပါပြီဈေးရဒီမှာမန်းဝင်ရှိချမ်းကျွန်တော်ဈေးတွေကိုဝင်ကြည့်လိုက်အောင်ဘာတွေရှိမလဲဘယ်လိုရတာရှိရစားစားတွေရှိမလဲဆိုတော့ဈေးတွေကိုကျွန်တော်ဝင်ကြည့်လိုက်အောင်โอเคကြွားဟာနန်ယိုးတွေဝက်နန်ယိုးဝက်လက်ဈေးဒီမှာလူတွေအများကြီးပဲဈေးရတော့ဒီမှာအကျယ်ကြီးပဲသူကဘေးပချလေကိုတိတ်မရှိဘူးဒီကလမ်းတနန်းရှည်တယ်တော်တော်ရှည်ဝက်ပေါင်နှမ်းပြေကိုသူကဟိုကနေ4ချိန်နဲ့ရောင်းတာ300 gram ကို1000ကျွန်တော်ဒီမှာဟိုစားမှာဖုန်းကူးစုလူကတော့မနေဘူးစောင့်လူတွေအများကြီးပဲဒီကတော့လက်လုံးခောက်ဆွဲဖြစ်ပါတယ်
ဆိုင်နေတော့ရောက်ပါပြီဟောလောက်မိနစ်20လောက်စောက်လိုက်ရတယ်ဒီကောင်က6000ဒီကောင်ကထောက်ကူဆိုတာ9000ဆိုတော့စားလိုက်ပါမယ်ဝါခောက်ဆွဲတာရှေ့ပဲဂျုံကိုယ်တိုင်လည်းနဲ့လောက်တာဆိုတော့ကောင်းနူးညံ့တာ用老钱。靠这的多光，路硬啊。都不明白嘞，写呗。တော်လည်းညာပကံလေးတော့ကြည့်ပဲခေါ်ဆွဲကုန်ပါဆိုတော့ဒီကခါကုစုဘူးမလို့ခင်ချင်းနဲ့ဆိုင်အရလားတော့ခောက်ဆွဲတာနာမည်ကြီးอ่ะခောက်ဆွဲတာလက်နဲ့လောက်တာဆိုတော့
ခြေလည်းကောင်းနောက်တစ်ဆိုင်မှာထပ်တွေ့တယ်ဒီကဖျုံဒီရဲ့ဟိုမာကြီးကောင်းချင်းထည့်တာရွှေထမင်းလို့ဟုတ်ပြီကိုရှင်းကဲဘယ်တာဘယ်လိုဦးရဲ့ရောဘယ်ကဲဟိုဘက်ထိဒီလမ်းကူးပြီးတော့ဟိုဘက်မှာလည်းဈေးရှိတယ်ဟိုဘက်ကျတော့စားစရာတိတ်မရှိတော့ဘူးဟိုဘက်ဒီဝစ်စာလို့အဲ့လိုမျိုးကုံစိမ်းတို့ဒီဘက်ကလည်းဒီဟာလည်းဟိုဘက်ဆက်သွားလို့ရှိရင်လမ်းကူးလိုက်ရင်လည်းဟိုဘက်ဒီဟာဈေးပဲဒီဘက်ကတော့လူတိတ်မရှိတော့ကြက်ကြော်မကင်ပြီးတော့စားရည်ကမို့ဒီကလည်းနာမည်ကြီးပဲဒီဆိုင်ဟာမှာဘာဆက်မှာချာအဲ့လိုမျိုးကြာတော့စပရင်တာကြီးဟန်လာစတာကြီးရောတာကြီးကစမ်းတာရေတခု9000ရေခဲမဟုတ်ဒီအတွင်းထဲကရေခဲမဟုတ်ပြန်တော့ချိတယ်မီးကင်ပြီးစတော်ဘယ်ရီသူကမီးကင်နဲ့ဟိုကပ်ဘူကောင်အသက်ဒီဈေးမှာနာမည်ကြီးဆိုင်နေတရားတစ်ဆိုင်အဲ့တော့ကောလည်းပါအားလုံးပဲဒီဗီဒီယိုလေးရလောက်ပါပဲကျွန်တော်ဒီနေ့ပိတ်ရက်မှာဒီကမန်းဝင်းရှင်ချမ်းကိုလာပြီးတော့မုတ်လာစားခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ပတ်ပိတ်ရက်မှာပြန်လည်ဆုံတွေ့ကြပါမယ်